ငါစူးစမ်းခဲ့တယ်လေတကယ်ကိုသေလူညောပါကိုစူးစမ်းခဲ့တာလူအများစုဘယ်တော့မှမလုပ်ခဲ့ကြမလုပ်နိုင်ခဲ့ရတဲ့ထက်ကိုအများကြီးပိုပြီးငါလုပ်ခဲ့စူးစမ်းခဲ့တာသိကြတာအဆုံးသတ်မှာဘယ်လိုရလဒ်ပဲဖြစ်နေပါစေဘသူတွေကရှုံချခဲ့ရပြီဘသူတွေကလက်ခုပ်ဩပါတီးနေပါစေအဲ့လိုငါကြိုးစားခဲ့တာတွေအတွက်ငါမက်ခဲ့တဲ့အိမ်မက်တစ်ခုချင်းစီတိုင်းအတွက်ဘယ်တော့မှနောင်တရမှာမဟုတ်ဘူးလို့ဘယ်တော့မှလည်းငါတောင်းမှမှာမဟုတ်ဘူးငါယူသွမှုအားလုံးအတွက်ငါလိပ်ပြလုံးတယ်